မကာအိုရဲ့စစ်ရေးစင်ကဲဖြစ်စဉ်နဲ့မဟာဗျူဟာမြောက်ပထဝီနိုင်ငံကြီးโอเคအားလုံးပဲမင်္ဂလာပါမကာအိုရဲ့စစ်ရေးသမိုင်းကြောင်းကပလဲမြဝကျွန်းပေါ်မှာရှိတဲ့ရေကြောင်းမဟာဗျူဟာကိုလိုနီနယ်မြေအဖြစ်ရှင်တန်ရက်တည်မှုနဲ့အချုပ်အခြာအာဏာ၏ပြောင်းလဲသောသဘောတဘာဝတို့ကိုဖော်ပြနေတဲ့သင်္ကေတတစ်ခုဖြစ်တယ်အာရှမှာရှိတဲ့အခြားဥရောပကိုလိုနီနယ်မြေတွေလိုမျိုးဓာတ်ရိုက်သိမ်းပိုက်ခဲ့ခြင်းမဟုတ်ဘဲနဲ့မကာအိုရဲ့စစ်ရေးဝိသေသကတရုတ်အာဏာပိုင်တွေရဲ့ညှိနှိုင်းမှုခုခံကာကွယ်မှုတို့အပေါ်မှာအခြေခံခဲ့ခြင်းဖြစ်တယ်16ရာစုမှာကုန်သွယ်ရေးစခန်းအဖြစ်စတင်ခဲ့ရနေပြီးတော့ဒီနေ့မျက်မှောက်ခဲ့တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့အကာအကွယ်လက်အောက်မှာရှိပြီးတော့အထူးအချုပ်ရေးဒေသဖြစ်လာခဲ့တဲ့အထိမကာအိုဟာရာစုနှစ်ပေါင်းများစွာဖြစ်ပေါ်ခဲ့တဲ့ပထဝီနိုင်ငံရေးအပြောင်းအလဲတွေကိုဖျက်ဆီးခဲ့ရတယ်မကာအိုရဲ့စစ်ရေးသမိုင်းကြောင်းက16ရာစုအစောပိုင်းမင်းဆက်ရဲ့ကုန်သွယ်ရေးကွန်ရက်ထဲကိုဝင်ရောက်ရန်ကြိုးပမ်းခဲ့တဲ့ပေါ်တူဂီတို့ရဲ့ရေကြောင်းအခြေချမှုကနေပြီးတော့စတင်ခဲ့တယ်1511ခုနှစ်မှာမလကာကိုသိမ်းပိုက်ပြီးတဲ့နောက်မှာပေါ်တူဂီသင်္ဘောတွေကတရုတ်တောင်ဘက်ကမ်းရိုးတန်းကိုစူးစမ်းချဖွေခဲ့တယ်အစောပိုင်းထိတွေ့မှုတွေမှာငြိမ်းချမ်းမှုမရှိခဲ့ပဲနဲ့ပေါ်တူဂီတို့ရဲ့ရေကြောင်းနယ်မြေချဲ့ထွင်မှုနဲ့မင်းဆက်တို့ရဲ့ကာကွယ်ရေးမှုဝါဒတို့ကနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်1521ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ထုံမင်းတိုက်ပွဲမှာပေါ်တူဂီတို့ကမင်းဆက်ရဲ့တာလွန်တဲ့ရေကြောင်းအင်အားကိုခံနိုင်ရမရှိပဲနဲ့ပေါ်တူဂီတို့ရှုံးနေခဲ့ရတယ်ဒီရှုံးနေမှုမှာပေါ်တူဂီစစ်သင်္ဘော2စင်းဆုံးရှုံးခဲ့ရတယ်1522ခုနှစ်ပေါ်တူဂီတရုတ်တိုက်ပွဲမှာလည်းပေါ်တူဂီတို့ထပ်မံရှုံးနေခဲ့ရတယ်ဒါပေမဲ့ဒီတိုက်ပွဲတွေကဤပညာဖလှယ်မှုကိုဖြစ်ပေါ်စေခဲ့တယ်မင်းဆက်ရဲ့တပ်ဖွဲ့ဝင်တွေကပေါ်တူဂီတို့ထံကနေပြီးတော့အနောက်တိုင်းလက်နက်ငယ်လက်နက်ကြီးတွေကိုသိမ်းပိုက်ရရှိခဲ့ပြီးတော့၎င်းတို့ကအသစ်တစ်ဖန်ပြန်လည်ထုတ်လုပ်ကတရုတ်ကမ်းရိုးတန်းကာကွယ်ရေးမှာအသုံးပြုခဲ့ကြတယ်1550ပြည့်နှစ်အလယ်မှာပေါ်တူဂီရေတပ်ကတရုတ်အာဏာပိုင်တွေနဲ့အတူပင်လယ်ဓမြတွေကိုနှိမ်နင်းရေးမှာပါဝင်ခဲ့ပြီးတော့ပေါ်တူဂီတို့အနေနဲ့တရုတ်ရေတပ်ကိုအကူအညီပေးနိုင်ကြောင်းသက်သေပြခဲ့တယ်ဒီလိုကူညီပေးမှုကြောင့်1558ခုနှစ်မှာပေါ်တူဂီရေတပ်ကိုတရုတ်ရေတပ်ကမကာအိုမှာအခြေချခွင့်အနေနဲ့ပေးခဲ့တယ်ဒါကတစ်နှစ်ကိုငွေစဉ်900ထေအခကြေးငွေပေးဆောင်ပြီးတော့နေထိုင်ခွင့်ပြုခဲ့တာဖြစ်တယ်ဒီအစီအစဉ်ကကိုလိုနီနယ်မြေအဖြစ်ပေးအပ်ခဲ့တာမဟုတ်ဘဲနဲ့ကုန်သွယ်ရေးနယ်မြေဖြစ်တာသတ်မှတ်ခဲ့ခြင်းဖြစ်တယ်ဒါကြောင့်မကာအိုရဲ့အစောပိုင်းစစ်ရေးကာလတွေကတော့ခုခံကာကွယ်ရေးကိုသာအဓိကထားခဲ့ကြတယ်နောက်ပြီးတော့မကာအိုမှာခိုင်မာတဲ့ခံတပ်မျိုးတော့တည်ဆောက်ခြင်းဖြစ်တယ်1900ရာစုအစောပိုင်းမှာမကာအိုကတရုတ်ဂျပန်နဲ့ပေါ်တူဂီအင်ပါယာတို့ကြားမှာကုန်သွယ်ရေးအဓိကအချက်အချာမျိုးဖြစ်လာခဲ့တယ်ဒီလိုနဲ့ပဲမကာအိုကချမ်းသာလာခဲ့ပြီးတော့ဒီချမ်းသာမှုဟာဥရောပအင်အားကြီးနိုင်ငံတွေကိုစိတ်ဝင်စားစရာဖြစ်လာစေခဲ့တယ်ဒါကြောင့်ဥရောပအင်အားကြီးနိုင်ငံတွေရဲ့တိုက်ခိုက်မှုမခံရဘူးကြီးမားတဲ့ခံတပ်တွေမြို့ရိုးတွေတည်ဆောက်ဖို့လိုအပ်လာခဲ့တယ်အစောပိုင်းကာလမှာစစ်သားချန်စီရိုးလောက်ပဲကာထားပေမဲ့နောက်ပိုင်းမှာဒတ်တွေနဲ့ပင်လယ်ဓမြတွေရဲ့ချင်းချောက်မှုတွေကြောင့်ကြောက်သားမြို့ရိုးတွေကိုတည်ဆောက်ခဲ့ကြတယ်ပထမဆုံးမြို့ရိုးကို1568ခုနှစ်မှာတည်ဆောက်ခဲ့ပြီးတော့1523ခုနှစ်မှာမကာအိုရဲ့ပထမဆုံးဘေခံလက်ထက်မှာတိတိတတ်တာတိုးချဲ့ခဲ့တယ်မြို့ရိုးတွေကိုရွှွန့်သေးတွေတဲတွေထုံးတွေကောက်ရိုးတွေခရုခွန်ပြတွေနဲ့ရောစပ်ထားတဲ့ချန်လန်ဘိုအင်္ဂလိပ်တွေနဲ့တည်ဆောက်ထားတဲ့အတွက်ကြောင့်မလို့အမြောက်တန်းတွေကိုကောင်းစွာခံနိုင်ရရှိတယ်ဒီကာကွယ်ရေးကွန်ရက်ရဲ့ဗဟိုချက်ကတော့1619ကနေပြီးတော့1626ခုနှစ်9နှစ်အတွင်းမှာတည်ဆောက်ခဲ့တဲ့ Mount Forest ခံတပ်ဖြစ်တယ်1622ခုဇွန်လ24ရက်မှာ Dust ဖွဲ့ဝင်800ကမကာအိုကိုစတင်ထိုးစစ်ဆင်ခဲ့တယ်ဒီထိုးစစ်မှာခံတပ်ပေါ်မှာရှိတဲ့ဖုံးတော်ကြီးတစ်ပါးကပစ်ခတ်လိုက်တဲ့အမြောက်က Dust ရဲ့ရန်တိုးလောင်နဲ့တင်မောကိုထိမှန်ခဲ့ပြီးတော့ကြားရောက်ပောက်ကွဲခဲ့တယ်ဒီပစ်ချက်ဟာမကာအိုရဲ့ကျူးကျော်သူတွေကိုတစ်ချက်ထဲနဲ့အောင်မြင်စွာနှိမ်နင်းနိုင်ခဲ့တာဖြစ်တယ်19ရာစုမှာကိုလိုနီချုပ်ချာအာဏာနဲ့ဘိန်းစစ်ပွဲတွေဖြစ်ပေါ်လာခဲ့တယ်19ရာစုကမကာအိုရဲ့စစ်ရေးနဲ့ဥပဒေလူနေမှုအဆင့်တန်းတွေတိတိတတ်တာတိုးတက်ပြောင်းလဲလာခဲ့တဲ့ကာလလို့ပြောလို့ရတယ်ပထမဘိန်းစစ်ပွဲဖြစ်တဲ့1839ကနေပြီးတော့1842အတွင်းမှာမကာအိုကဗြိတိရှ်အင်ပါယာနဲ့ချင်းမင်းသားတို့ဖြစ်တဲ့ပဋိပက္ခကြားမှာကြားညှက်ခဲ့တယ်1839ခုနှစ်မှာတရုတ်ရာရှိဂလင်ရှုကဗြိတိရှ်အင်ပါယာကိုမောင်းထုတ်ဖို့အတွက်မကာအိုကိုဖိအားပေးခဲ့တဲ့အနေနဲ့စားနပ်ရိက္ခာတွေကိုဖျက်တောက်ခဲ့တယ်ဒီဖြစ်ရဲ့ကြောင့်ပဲဗြိတိရှ်တွေကဟောင်ကောင်ကျွန်းကိုထွက်သွားခဲ့တယ်1846ခုနှစ်မှာနန်းတက်လာတဲ့ဘုရင်ခံကနေပြီးတော့မကာအိုကတရုတ်ထံကိုနှစ်စဉ်ပေးသွင်းနေကြအခွန်ကိုပေးမသွင်းတော့ဘဲနဲ့မကာအိုသည်ပေါ်တူဂီရဲ့ကိုလိုနီနယ်မြေချုပ်ချာအာဏာပိုင်ဖြစ်တရားဝင်ကြေညာခဲ့တယ်ဒီကာလကကိုလိုနီအာဏာကိုအတင်းအကျပ်တည်ဆောက်ခဲ့တဲ့ကာလဖြစ်ပြီးတော့1888ခုနှစ်ပေကျင်းစာချုပ်အရတရုတ်အစိုးရကမကာအိုကိုပေါ်တူဂီတို့ရဲ့ထာဝရအုပ်ချုပ်ပိုင်ခွင့်ကိုတရားဝင်ပေးအပ်ခဲ့တယ်20ရာစုစောပိုင်းမှာမကာအိုရဲ့လုံခြုံရေးကိုအဓိကချင်းချောက်နေတာကပင်လယ်ဓမြတွေဖြစ်1910ခုနှစ်ပေါ်တူဂီအမြောက်တပ်သင်္ဘောကကိုလိုဝမ်ကျွန်းမှာရှိတဲ့ပင်လယ်ဓမြတွေကိုနှိမ်နင်းရမှာအဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့တယ်ဒါပေမဲ့1922ခုနှစ်စစ်ရေးအစီရင်ခံစာအရမကာအိုရဲ့ပထဝီအနေအထားကခင်မီစစ်တပ်တစ်ခုကိုခုခံနိုင်စွမ်းမရှိဘဲနဲ့စစ်ရေးရအားနည်းကြောင်းကိုစစ်ရေးအစီရင်ခံစာမှာဖော်ပြခဲ့တယ်ဒုတိယကမ္ဘာစစ်အတွင်းမှာပေါ်တူဂီကဂျာနေနိုင်ငံအဖြစ်ရပ်တည်ခဲ့ပေမဲ့လည်းမကာအိုကတော့ဂျပန်တပ်တွေရဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခြင်းကိုခံခဲ့ရတာဖြစ်တယ်ဂျပန်တပ်တွေကမကာအိုကိုဓာတ်ရိုက်ထိုးစစ်ဆင်ပြီးတော့သိမ်းပိုက်တာမျိုးမဟုတ်ဘဲနဲ့ဒိတ်ခါတွေကိုဖျက်တောက်ပြီးတော့သူတို့ရဲ့ဩဇာလွှမ်းမိုးမှုအောက်ကိုရောက်လာအောင်အတင်းကျပ်သိမ်းသွင်းခဲ့တာဖြစ်တယ်အဲ့ဒီအချိန်မှာမကာအိုကစစ်ရေးဒုက္ခတွေစုစုပေါင်း3သိန်းကျော်ခိုးလုံရာနေရာတစ်ခုဖြစ်လာခဲ့တယ်နောက်တစ်ချက်ကမဟာမိတ်တပ်ဖွဲ့ဝင်တွေရဲ့စစ်ရေးသတင်းရယူရာအခြေစိုက်နေရာတစ်ခုလည်းဖြစ်လာခဲ့တယ်1945ခုနှစ်ဇန်နဝါရီလမှာအမေရိကန်လေတပ်ကနေပြီးတော့မကာအိုမှာရှိတဲ့လောင်စာဆီတိုးလောင်တဲ့ယုံတွေကိုမှားယွင်းပြီးတော့ဘုံကျဲခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်1949ခုနှစ်တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ပြီးတဲ့နောက်မှာမကာအိုရဲ့လုံခြုံရေးအခြေအနေကပြောင်းလဲသွားခဲ့တယ်1966ခုနှစ်မှာဖြစ်ပွားခဲ့တဲ့12ဖြက်ကပေါ်တူဂီအစိုးရကိုအကြီးအကျယ်တုံ့လုံးစေခဲ့တယ်ကျောင်းဆောင်လုပ်တဲ့ကိစ္စကနေစတင်ခဲ့တဲ့ပဋိပက္ခကနေပြီးတော့အထီးကယုံနဲ့ဆန္ဒပြမှုတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းမှာပေါ်တူဂီအစိုးရကတရုတ်အစိုးရကိုတရားဝင်တောင်းပန်ခဲ့တယ်ပေါ်တူဂီအစိုးရကတရုတ်အစိုးရကိုတရားဝင်တောင်းပန်ပြီးတော့တရုတ်အစိုးရရဲ့အလိုကျလိုက်ရောခဲ့တယ်1984ခုနှစ်ပေါ်တူဂီရဲ့ပန်းခမ်းရောင်တော်လှန်ရေးအပြီးမှာပေါ်တူဂီကကိုလိုနီနယ်မြေတွေကိုစွန့်လွတ်ရန်ဆုံးဖြတ်ခဲ့ပြီးတော့1985
ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာမကာအိုမှာရှိတဲ့ပေါ်တူဂီစစ်တပ်အားလုံးကိုပြန်လည်ရုပ်သိမ်းခဲ့တယ်ဒီအချိန်ကနေစပြီးတော့မကာအိုရဲ့လုံခြုံရေးကိုအရက်သားအစိုးရရဲ့ရဲတပ်ဖွဲ့ဝင်များကတာဝန်ယူခဲ့တယ်ခေတ်သစ်လုံခြုံရေးစနစ် PLA တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မကာအိုတပ်ခွဲ1999ခုနှစ်ဒီဇင်ဘာ20မှာပေါ်တူဂီကမကာအိုကိုတရုတ်အစိုးရထံမှတရားဝင်လွှဲပြောင်းခဲ့တယ်ဒီလိုလွှဲပြောင်းမှုပြီးမှတနိုင်ငံစနစ်နှမျိုးမူဝါဒနဲ့မကာအိုရဲ့ကာကွယ်ရေးနဲ့နိုင်ငံခြားရေးကိုတရုတ်ဗဟိုအစိုးရကတာဝန်ယူခဲ့ပြီးတော့တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တပ်ခွဲမျိုးဆောင်တပ်ခွဲကိုမကာအိုမှာအခြေစိုက်နေခဲ့တယ်တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကဒေသတွင်းအုပ်ချုပ်ရေးကိုဝင်ရောက်ဆောက်ဖတ်ခြင်းမရှိဘဲနဲ့ကာကွယ်ရေးတာဝန်တွေကိုသာအဓိကထမ်းဆောင်တဲ့တပ်ခွဲဖြစ်တယ်ဒါပေမဲ့2019ခုနှစ်ဩဂုတ်လမှာဟာတိုတိုင်ဖုန်းမုန်တိုင်းဖြစ်ပွားချိန်မှာမကာအိုအစိုးရရဲ့တောင်းဆိုချက်အရတရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တပ်ဖွဲ့ဝင်1000ခန့်ကရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေတန်ရှင်းရေးလုပ်ငန်းတွေကိုပထမဆုံးအကြိမ်ပါဝင်ကူညီခဲ့တယ်နေကုန်းချုပ်အားဖြင့်မကာအိုရဲ့စစ်ရေးသမိုင်းကြောင်းကခုခံကာကွယ်ရေးရနေပြီးတော့အချုပ်အခြာအာဏာပြောင်းလဲမှုများအထိရှေ့လျားတဲ့ခရီးစဉ်တစ်ခုဖြစ်တယ်19ရာစုကြောက်သားခံတပ်များနေပြီးတော့ယနေ့ခေတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တပ်ခွဲအထိမကာအိုကသူ့ရဲ့ထူးခြားတဲ့ပထဝီနိုင်ငံရဲ့အနေအထားကိုအသုံးချပြီးတော့ရှင်သန်ရက်တည်လျက်ရှိတယ်။ Okay အခုပြောသွားတာကတော့မကာအိုရဲ့ပထဝီနိုင်ငံရေးနဲ့စစ်ရေးသမိုင်းကြောင်းဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်